ဂလာတိဩဝါဒစာနှစ်၄ကနေ6မှာယေရှုခရစ်အပြင်ငါတို့ခံစားသောလွတ်ချင်းခွင့်ကိုချောင်းကြည့်၍ငါတို့ကိုကြုံခံစေမိအကြံနှင့်ပရိယေအပြင်သူတစ်ပါးသွင်း၍ငါတို့အထက်သို့ဝင်သောညီအကိုဤအယောင်ကိုဆောင်သောသူတို့အကြောင်းကြောင့်ထို့သောပြုကြ၏မှန်သောဧဝံဂေလိတရားသည်သင်တို့၌တည်နေမိအကြောင်းငါတို့သည်ထိုသူတို့စီရင်ခြင်းကိုခဏမျှဝန်မခံကြအသေးအထင်ရှားသောသူတို့သည်အထက်ကအဘယ်သို့သောသူဖြစ်ကြသည်ကိုငါမဆိုင်ဖယားသခင်သည်လူမျက်နှာကိုမှတ်တော်မမူဒီမှာတမန်တော်တွေနဲ့ပေါင်းသင်းပြီးတော့မှသူတို့လည်းဆရာတွေရောင်ရောင်နဲ့ဝင်လာတယ်ပြီးတော့သူတို့ကခက်တီတီနဲ့ဟိုလိုလုံးဒီလိုလုံးညွှန်ကြားနေတာဟိုလိုလုံးရင်ပိုကောင်းမယ်ဒီလိုလုံးရင်ပိုကောင်းမယ်ပရိယေအဖြစ်သူတစ်ပါးသွင်းပြီးဝင်လာပြီးဟန်ဆောင်ပြီးတော့တကယ်ယုံကြည်တရားရောင်တကယ်ဘုရားကိုချစ်တရားရောင်နဲ့ဒါပေမဲ့တမန်တော်တွေကိုနာမည်ဖြတ်ဖို့သူတို့ကလာပြီးသူတို့အလိုနဲ့သူတို့လာပြီးဥဆောင်ဒါပေမဲ့ထိုသူတို့ဤစီရင်ကိုခဏများခဏတောင်မှဝန်မခံဘူးရောင်လို့တောင်မှတမန်တရားလွဲနေတဲ့သူယုံကြည်ခံယူချက်မတူဘဲနဲ့လာပြီးတော့မှညီကိုလိုဘာလိုနဲ့ပေါင်းပြီးညွန်ကြားလာတဲ့သူတွေရဲ့ညွန်ကြားခြင်းစီရင်ခြင်းတွေကိုလုံးဝဝန်မခံဘူးအသေးအထင်ရှားတဲ့သူတွေဟာအထက်ကဘလိုလူတွေဖြစ်တယ်ငါနဲ့မဆိုင်ဘူးအဲ့လိုဝင်လာတဲ့လူတွေကအရာရှိတွေလည်းဖြစ်နိုင်တယ်အသေးရှိတဲ့ပုံကိုယ်တွေလည်းဖြစ်နိုင်တယ်တထေးတွေလည်းဖြစ်နိုင်တယ်လူအသိမှပြုခြင်းခံရတဲ့ပုံကိုယ်တော်ပုံကိုယ်မြတ်တွေလည်းဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ဘလို့ပဲညွန်ကြားဝန်မခံဘူးတဲ့ယောဘ29အငယ်9ကနေ6မှာသူ့တငယ်ချင်းတွေကသူ့ကိုအားပေးမလို့နဲ့နောက်ပိုင်းကျတော့လာပြီးဇကယေလူပွဲလို့ဖြစ်သွားတယ်ယောဘကြီးကအယံဒုက္ခရောက်တယ်သားသမီး10ယောက်စလုံးတရက်ထဲမှာတည်သွားတယ်ရန်သူတွေကသူ့ရဲ့ပိုင်ဆိုင်တဲ့လယ်တွေမိရှို့သွားပြီတရိษံတွေလည်းဓမြတိုက်ခံလိုက်ရပြီတရက်ထဲမှာကြီးစွာသောဒုက္ခဘေးရင်ဆိုင်နေရတဲ့အခါမှာသတင်းချပြီးအားပေးဖို့ဆိုလဲလာတဲ့တငယ်ချင်းတွေကအတ္တမပြောင်းလဲတဲ့အခါမှာဖျားစိတ်တော်နဲ့တွေ့တဲ့သူတွေမဟုတ်တဲ့အခါမှာယောဘနာမှာလာပြီးယောဘကိုအားပေးဖို့လာပေမဲ့နောက်ပိုင်းအပြစ်တင်တဲ့သူတွေဖြစ်သွားတယ်အဲ့ဒီအခါမှာယောဘဘာပြောလဲဆိုယောဘ29အငယ်9မှာသင်တို့သဘောဖြောင့်သည်ဟုဝန်ခံသောစကားသည်ငါနှင့်ဝေးပါစေသောငါသည်ကိုယ်သဘောဖြောင့်သည်ကိုသေသည့်တိုင်အောင်မငြင်းငါသည်တရားသောအကျင့်ကိုလက်မလွတ်ဆွဲကင်လျက်နေမိအသက်ရှင်သမျှကာလပတ်လုံးကိုယ်စိတ်နှလုံးသည်ကိုယ်ကိုအပြစ်မတင်ရဒုံးတိပဲတအားပြတ်တယ်မင်းတို့သဘောဖြောင့်နေဆိုတာငါပါဇက်ကတခွန်းမှဝန်မခံနိုင်ဘူးဝေးပါစေငါကိုယ်သဘောဖြောင့်တာကိုတော့ကိုသိတယ်ကိုဖယားသခင်ရှေ့မှာဘလို့ပရိညင်ပြုထားတယ်ကိုအသိဆုံးပဲငါသေသည့်တိုင်အောင်မရင်ဘူးတရားနဲ့အကျင့်ကိုလက်မလွတ်ဘူးစွဲကိုင်မယ်ကိုယ်စိတ်နှလုံးဟာကိုကိုအပြစ်မတင်ရဘူးသူအယံပြတ်တယ်ဒုံးတိပဲပြောတယ်အဲ့ဒီခါမှာတငယ်ချင်းတွေလည်းအထိတအားနာဝန်မခံဘူးမဟုတ်မမှန်တဲ့သူတွေကိုမှန်ပါတယ်လို့ယောင်လို့တော့မှဝန်မခံသူတို့လည်းဖယားเจ้าတွေတအားလာပြောနေတာပဲယောဘကြီးနာမှာဖယားသခင်ကဟိုလိုဖယားဖြစ်တယ်ဒီလိုဖယားဖြစ်တယ်ဖယားသခင်အကြောင်းတွေလာပြောပေမဲ့ယောဘကတငယ်ချင်းတွေဆိုတော့ကောင်းကောင်းသိထားတာပေါ့ဖယားစကားကိုလုံးဝနားမထောင်ပဲဖယားအကြောင်းတွေအကြီးကျယ်လာပြောနေတာသူတငယ်ချင်းတွေဖယားစကားနားထောင်ဖို့သူပြောတဲ့အခါမှာညင်ခဲ့တဲ့သူတွေအခုသူဒုက္ခရောက်တဲ့ခါကျမှသူတော်ကောင်းလုပ်ပြီးလာပြီးဖယားအကြောင်းတွေလာပြောနေတယ်အဲ့ဒီခါမှာယောဘကပြက်ပြန်ပြီးပြောတယ်မင်းတို့သဘောဖြောင့်နေဆိုတဲ့ပြီးဝန်ခံခြင်းဟာငါနဲ့ဝေးပါစေသဘောမဖြောင့်တဲ့သူတွေကိုသဘောဖြောင့်တယ်လို့ယောင်လို့တောင်မှဝန်မခံမိစေနဲ့ယောဘ21:16မှာလည်းရေးထားပါတယ်
ယောဘ21အငယ်16ယောဘဝတ္ထု21:16မှာသို့တော်လည်းသူတို့သည်ကိုယ်စည်းစိမ်ကိုကိုမပိုင်ကြမတရားသောသူတို့၏အကြံအစီကိုငါသည်ဝန်မခံယောဘကြီးကမတရားတဲ့သူတွေဘလို့ပဲကြံကြံငါဘယ်တော့မှဝန်မခံဘူးသူတို့ကဟုတ်မှမဟုတ်တာဖယားအလိုကိုလည်းမဆောင်ဖယားကိုလည်းမကြောက်ပြီးရင်ငါတို့ဟိုလိုလုံးကြမယ်ဒီလိုလုံးကြမယ်အမြဲတမ်းလုပ်တဲ့ခါမှာယောဘကဒီတငယ်ချင်းတွေနဲ့အမြဲပေါင်းနေတဲ့ခါမှာဘယ်တော့မှဝန်မခံဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အားလုံးဖယားကိုဝန်ခံရမယ်ဟုတ်တယ်ဖယားသခင်ရဲ့လူတွေကိုဝန်ခံရမယ်ဟုတ်တယ်ဝန်ခံရမယ်ဒါပေမဲ့လူလိန်တွေကိုတော့ရောင်ပြီးတော့ဖယားလူပါဆိုပြီးဝန်မခံမိဖို့တော့အရေးကြီးတယ်